မင်္ဂလာပါအားရောကြပါဗျာအားရောကြအနေနဲ့ဗျာအမြဲတမ်းပြောပြတယ်အိုဗျူတစ်ခုရှိတယ်ဗောနော်အရင်တုန်းကလက်ခံလာရတဲ့အိုဗျူတစ်ခုရှိတယ်ယနေ့ modern view လို့ပြောတယ်ဗျာအသစ်ထပ်တွေ့တဲ့အကြောင်းအရာတွေဗောပြဿနာပေါင်းများစွာကျမကြီးနဲ့ပတ်သက်လို့ဗောအဲ့ဒီနေ့ပဲမှာထပ်တွေ့လာတဲ့အသစ်ဆိုလိုတာဗျာပုံမှန်လူတွေကတော့ beneficiary ဗောကိုယ့်အတွက်အကျိုးဘယ်လို benefit ရမလဲဒီနှစ်ခုနှိုင်းရှင်ကြည့်ရမှာဗောနော်အိုဗျူရဲ့ modern view ရဲ့ဒီဘောကနေဘယ်အရာကကိုယ့်အတွက်ပို့ပြီးအကျိုးသက်ရောက်မှုရှိတယ်ကိုယ့်အတွက်အကျိုးခံစားမှုလို့ပြောရမှာပေါ့ဗျာဘယ်လောက်အဆင်ပြေလဲဒါပဲကြည့်ရမှာပဲဆိုတော့ဒီနေ့တွေးတိုးတယ်ဆိုတဲ့အကြောင်းကိုလက်ခံထားတဲ့အရာပေါ့နှစ်တော်တော်ကြာအထိပေါ့နှစ်50လောက်ပတ်နေလောက်ဒီလက်ခံထားတဲ့အကြောင်းအရာစားလို့ပေါ့ဆိုရင်များလို့ပေါ့တွေးတိုးတယ်ဆိုတဲ့အကြောင်းအရာရဲ့ဒီနေ့နောက် modern view ကပြောတဲ့အချို့ပေါ့တရားနဲ့ sugar နဲ့ carbohydrate များလို့တွေးတိုးရတယ်ဆိုတဲ့အကြောင်းအရာနှစ်ခုရဲ့အမြင်မတူတဲ့အချက်လက်ကွာခြားတဲ့အချက်လက်ပေါ့ဒါလေးကတော့justရှင်းပြမယ်ကျန်တာကတော့ကိုယ့်အကိုချင့်ချိန်တိုင်းတွာပြီးကြည့်ရလိမ့်မယ်ဘယ်အရာကကိုယ့်အတွက်အားတာလဲဘယ်အရာကကိုယ့်အတွက်ပိုပြီး benefit ဖြစ်တယ်လဲဖြစ်တဲ့ပုံမူတည်ပြီးဖြစ်တဲ့ဘက်မှာကိုယ့်အတွက်အကျိုးများရအောင်နေမယ်လေဗျာနော် overview ကိုကြည့်လိုက်ဗျာတစ်ချက် show တဲ့ overview ကစားတွေကိုအလိုကျွန်းစားတဲ့အခါမှာတဲ့ဆိုဒီယမ်တွေကကြောက်ကမှတွားပြီးတော့ခန္ဓာကိုယ်မှာဆိုဒီယမ်များတယ်ပေါ့ဗျာဆိုဒီယမ်များတဲ့အခါမှာဆိုဒီယမ်ကရေကိုဆွဲတယ်ပေါ့ဗျာထိန်းတယ်ပေါ့အဲ့နီးနဲ့ခန္ဓာကိုယ်မှာရေတွေဝင်လာတယ်လို့ပြောတယ်တွေးတိုးတယ်ဆိုတာ blood volume အဲ့နီးနဲ့များတယ်ပေါ့ဗျာပြီးတော့တွေးတိုးတယ်ဆိုတဲ့အရာဒီအဓိကစားတွေကိုကာလကြာမြင့်သွားမြင့်မားတဲ့ဆိုဒီယမ်ပမာဏနဲ့နေဖြစ်တယ်လို့ overview ကပြောတယ်ဗျာအဲ့တော့ဒီနေ့ခြုံငုံသုံးသက်ချက်အရာပြန်ကြည့်တဲ့အခါမှာသူကစင်ဒရန်ကိုပဲပြောတဲ့သဘောရှိတယ်ဗျရေဘူးကဆန်တယ်ပေါ့ပြောရင်သူရဲ့ဖြစ်စဉ်တွားတဲ့ပုံစံပေါ့ mechanism ကိုပြောတာအားနေတယ်ပေါ့ဗျာနော်အဲ့ဒါမျိုးသုံးသပ်တယ်အဲ့တော့ modern view ကအတေချာပြန်ပြောပါတယ်သူရဲ့ဖြစ်စဉ်ကခန္ဓာကိုယ်မှာ hyper insulinemia ဖြစ်လို့အဲ့ကြရင်အားတော့အမြဲတမ်းရှင်းပြတယ်အမိန့်စာထွက်တယ်ကြောက်ကက်ကိုဆိုဒီယမ်မထားခိုင်းတယ်ဆိုဒီယမ်မရေတွဲပါတယ်ဒါတစ်ချက်နှစ်ချက်ကဒီဘက်မှာ acetylglycogen အနေနဲ့အစီစုတယ် anabolic အားကောင်းသွားတာပေါ့နော် anabolic stage မှာတွားနေတဲ့အခါမှာလူက storage လုပ်တဲ့အလုပ်ကိုတအားလုပ်တယ်တွင်တွင်လုပ်တယ်အဲ့တော့ glycogen ကိုစုတယ် acetylglycogen အနေနဲ့ခန္ဓာကိုယ်မှာစုတယ်အတဲကနေစုတယ်ဗျာပြီးတော့ကြွက်သားတွေမှာတော့တိန်နေစုတယ်ပေါ့ဆိုတော့1 glycogen စုတိုင်းမှာ4 gram water ပါတယ်ထားပါတော့ဒါ maximum အချိုးပေါ့အဲ့နီးနဲ့စုတယ်အဲ့တော့များသောအားဖြင့်အစီတွေစုလာတဲ့ခန္ဓာကိုယ်မှာ central RBCD လို့ပြောတယ်ဘိုက်ပက်လေမှာဝလာတဲ့ apple shape ဖြစ်လာတယ်ဆိုရင် water retention လို့ပြောတဲ့ရေတွေဝင်တယ်ပေါ့ဗျာခန္ဓာကိုယ်ထဲကိုအဲ့ဒီနီးနဲ့လူကဝဖြိုးလာတယ်စုဖြိုးလာတယ်အစီစုလာတယ်ပေါ့သူ့ရဲ့အ